ချောင်းကြီးပါရင်အဖိုးတဲ့ပေါက်ကြီးပါရင်အမတဲ့အဖိုးမကျိုးခွဲတဲ့နေစနစ်ပါတခါတည်းပြောပေးတာဆရာတို့ကြီးအချောင်းကြီးပါရင်အဖိုးအပေါက်ကြီးပါရင်အမအဲ့မှာအဖိုးမကျိုးပါခွဲပေးနေတာဟုတ်ဒီဘက်ကတင်ဖို့ဒီဘက်ကအောင်ဟုတ်တယ်အမတက်သေးကိုလေးပါတက်တက်လေးဟုတ်တယ်မှန်ပါပြီကဲအဲ့ဒါဆိုရင်ဗီဒီယိုလေးယူလိုက်မယ်ဒီဘက်ကိုနည်းနည်းလှည့်လိုက်ကြီးလေးဟုတ်ပြီနော်ဒါလေးပါကိုကြီး line ပေါ်တင်ပေးမယ်အဲ့ပြန်ကြည့်လို့ရတယ်ဟုတ်ဒါတော့ဒီဘက်ကပဲတော့နော်ဒီဆက်ကူကသုံးလို့မရဘူးဟုတ်ပြီအတမ်းမြောက်ထုတ်လိုက်ပြီဒီဘက်လည်းညှို့ပဲရပြီဟုတ်တယ်ကိုရပြီဒါဆိုရင်မိုက်စာနေမှာဒီကိုဝင်တဲ့အတန်ရောက်သွားပြီပြန်ထွက်ဖို့ပဲကြမ်းပါနော်ကျွန်တော်တို့ထွက်တဲ့နေရာမှာအတန်ဒီဘက်မှာ input list ဆိုတာပါတယ်အောက်ဘက်ကနေပဲထွက်ဒီ output ကပဲထွက်နော်ဝေဟုတ်ဟုတ်တယ်ဟုတ်ရပြီကိုဒါတော့သူ့ရဲ့ crossover 15ဆိုတော့ဒီပုံရဲ့ A ချမ်းမှာဝင်လာဒီဘက်ချက်ဒီလေးကိုရပြီအပေါ်လေးဟုတ်တယ်ရပြီကိုနောက်တစ်ခု16လမ်းမှာတော့အောက်စရုပ်ပါ crossover ထွက်ခဲ့တဲ့အောက်ကအောက်ကပေါင်ထိုးမဲ့16လမ်းမှာရှိမှရကြပြီဒါဆိုရင်အကိုမှန်သွားပြီနော်မှန်သွားပြီဘယ်လိုပြန်ဆင်းရမလဲဆိုခုနကကိုပြောသလိုပဲဒီကောင်တင်မှာဒီဘက်ချမ်းကလုံးရမှာဒီကောင်တင်မှာဒီဘက်ချမ်းကလုံးရမှာနော်သူမတင်မဲ့သူလုံးထားလို့တယ်ဆိုရင်မှားလို့နော်အဲကျွန်တော်မီးထဲပြန်ခောက်ကြည့်လိုက်မယ်နော်ကိုကျွန်တော်ပေါက်ကျိုးတွေအားလုံးထုတ်ထားတယ်ကျိုးတက်တာတော့လွဲလို့မရအောင်ကျွန်တော်တို့ကဒီမှာ15ကျိုးဆိုရင်ဒီအောက်က15တော့မှဖြစ်ရမှာနော်ဒီဘက်က18ဆိုရင်ဒီမှာ18ကျိုးပဲဖြစ်ရမှာအနေနဲ့မှာကျွန်တော်တို့ကဟို18ကျိုးကို15မှာလာလို့တော့သိပြဿနာမရှိဘူးမလောင်ကြီးရဲ့ဒါပေမဲ့ဒီဘက်က15လမ်းမှာပေါက်ကျိုးကဒီမှာသွားထိုးရင်တော့ဟိုတရားပေါက်လောင်ပါဟုတ်တယ်ဒီလိုဖြစ်သွားရင်လောင်းပါဒီလိုမှရရရနော်ကြီးကြားပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပေါင်ကျိုးမတက်ဘူးကြီးနော်ပေါင်ကျိုးလည်းမတက်ဘူးမီးရရင်ခောက်လိုက်မယ်ခဏကျွန်တော်ခောက်သလိုပေါ့နော်ကြီးမှန်မှန်ရင်ဆက်လိုက်မယ်ဒီကောင်ကတော့ဖြစ်နိုင်အရင်မှပဲလုံးလိုက်ဒီကတော့လည်းလုံးလိုက်နော်ဒီကအရင်မှထားသုံးလိုက်ဒီသူ့ရဲ့ဘိုးလေးနဲ့နီးရအောင်နော်ဒီမှာထားသုံးပေးလိုက်ပြီရှားသွားပြီနော်ရှားသွားကျွန်တော်မီးရင်းရင်ခောက်လိုက်မယ်အဲတော့ပါဝါလေးဖွင့်တော့ဆိုဒီကောင်ရင်ပိတ်ထားပြီဒီကောင်ကဖွင့်နေတယ်နော်အပိတ်နေတယ်ကိုကျွန်တော်ကဒီမှာဘေကာချထားတယ်ဒါကြီးကတော့ဖွင့်ထားတယ်ပြီးရနေလာပြီနော်လာပြီးသွားပြီဆိုရင်ဒီမှာ Bluetooth ကျလာပြီနော်ဖုန်းလေးရှင်းဖွင့်လိုက်မယ်ကိုနည်းနည်းစစ်ကြည့်လိုက်လေဗယ်လေးတော့အားလုံးရှော့ဟုတ်ကဲ့အားလုံးရှော့တာရှော့အားလုံးရှော့ဟုတ်ကဲ့ဒီမှာကြံနေရဒါလေးပါဆက်ရှော့ဟုတ်ရှော့ရတယ်အဲ့တော့ဒီမီယောစက်သူကောင်းကောင်းမြတ်စက်လာလာဒီရလာပြီနော်ဘီယန်ခုံလာပြီဒါဆိုရင်ဒီမိုက်ကားလေးမှာဒီကိုရောက်တဲ့ကျူကမှန်ပြီအောက်ကမလာသေးဘူးအောက်ကဒီမီယောလာအောင်လုပ်ဟုတ်တယ်လာပြီနှစ်ချောင်းလာပြန်လျှော့တော့လျှော့တော့ဟုတ်လျှော့ပြီးသွားပြီဆိုရင်အောက်ကပေါင်အောင်ဖွင့်ပြီပေါင်အောင်ဖွင့်ရင်ဒီဘော်လူတွေချင်းခိုင်းလိုက်ပြီအဲဒီလိုခိုင်းပြီးတော့မှအားလုံးလျှော့ပြီးဆိုတော့ဖက်ဟုတ်ပြီအမှသူကဒီမီရဲ့ညီကားလေးဒီမီလေးမညီဘူးဆိုကိုတို့နောက်ကမီယာကဘိုးလေးကျတာပဲဖြစ်နေမယ်များတာပဲဖြစ်နေမယ်ဒါဆိုတော့ဒီကမကတ်ဘူးနော်130 140ဟာလို့ဆိုဒီမီလေးကတုံနေမှာဟုတ်ပြီဟုတ်အဲဆိုရင်အခုတွေ့ထားတဲ့ချမ်းကဒီဘက်ကမိခိုင်းနဲ့တွေ့တာဒီချမ်းနဲ့ဒီကောင်တင်လို့ရတယ်အားလုံးတော့ဟုတ်တယ်တော့ဘာလို့တော့ဟုတ်ကြာပြီအဲ့တော့မိခိုင်းကမှာ channel ကြီးကအလုပ်လုပ်ရမယ်စက်ဥပါတင်မှာ channel ကြီးကအလုပ်လုပ်ရမှာတင်ရေးလိုက်ပြီဟုတ်တယ်အဲ့ဒါလုပ်တာမှန်ပြီရှော့နောက်ကစက်ဥပါတော့မိခိုင်းလုပ်ကြာပြီနော်โอเคအဲ့တော့ဘေးပြန်ရှော့လိုက်ဒီလေးပေါကျူးလေးနဲ့တက်ကြည့်မယ်နော်ပြန်ရှော့ပြီးသွားပြီနော်ဝေဒါလေးရှော့ပြီးသွားပြီဆိုတော့ပေါကျူးကတက်မှာနော်ဝေအိမ်မှာဖွင့်နေဆိုရင်ဒါကြဒီမှာမရှော့သေးပဲတန်းတက်တယ်ဆိုရင်ဖုန်းလိုင်းတွေဖြစ်သွားတယ်ဟုတ်ရှော့တာနော်ဝေရှော့လာတယ်ဟုတ်ဒီလေးတက်ပြီနော်ဒီကောင်ကဆက်ရှိကြည့်နော်ဒီလေးကတော့လည်းဆိုဒီမှာထုံးထားရတယ်နော်အခုတော့တစ်ချောင်းချင်းလေးနဲ့စီတော့ဆက်ရှိကြည့်ဒီကောင်15ကျ
နဲ့ချက်တာရပြီဟိုလည်းဖြည်းဖြည်းချင်းတင်ကြည့်ဖြည်းဖြည်းချင်းတင်နောက်ကိုဒီကမလားရပြီအဲ့ဒါလည်းအဲ့ဒါမီတော့ဒီကိုဒီမနေ့ကတော့ရှော့ဒီမှာမီးတန်းကဘိုင်းလေးယူခဲ့ပြီးသားမလို့နော်ဒါလေးသာပြန်ကညီလေးကနှုတ်ချုပ်တော့ပါလို့ဒီကနေပဲထိတော့ကိုရုပ်တယ်တချင်းပြောင်းလာပဲဖြစ်ဖြစ်ဟိုမီးပြတ်သွားတာပဲ